ဒီနေ့ညမြန်မာစံတော်ချိန်တနင်္လာရီခွဲမှာယူရိုပါလိဒုတိယအကျော့ကစားကြမယ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘီဘာအိုမင်္ဂလာပါ KG YouTube channel ဒီနေ့ညမှာကစားကြမယ်မန်ချက်စတာယူနိုက်တက်နဲ့ဘီဘာအိုတို့ပွဲစဉ်ကတော့ထူးထူးခြားခြားပြောစရာတော့မရှိဘူးဓမ္မအကျော့ဘီဘာအိုတို့အိမ်ကွင်းမှာယူနိုက်တက်တို့ဂိုးဖြတ်အနိုင်ရထားတာကြောင့်ပါဘီဘာအိုအနေနဲ့ယူနိုက်တက်ကို4-0နဲ့အနိုင်ရမှသာနောက်တစ်ဆင့်တက်နိုင်မှာပါ4-0ဆိုတာသဘောကိုပြောတာပါ3-0ဆိုရင်တော့အချိန်ပိုခံရမှာပါဒါကလည်းဖြစ်နိုင်ခြေနည်းပါတယ်ဘီဘာအိုတို့ဘက်မှာတော့အဓိကကစားသမားတွေဖြစ်တဲ့အီနာဂီဝီလီယံနီကိုဝီလီယံနဲ့အနီကကြောက်ပွဲပဲခံထားရတဲ့နောက်ခံလူဘီဗီယံလည်းပါဝင်နိုင်မှာမဟုတ်ပါဘူးတနည်းပြောရရင်အဓိကကစားသမားတွေပါဝင်နိုင်မှာမဟုတ်တာကြောင့်ခွင့်ရည်တွေကယူနိုက်တက်တို့ဘက်မှာပဲပုံများနေတာပါဒီယာဒီယူရိုပါလိတပွဲမှမရှုံးထားတာကြောင့်လည်းပါတာပေါ့ယူနိုက်တက်တို့ရဲ့အိမ်ကွင်းကစားအားကလည်းရှိသေးတာကြောင့်ဘီဘာအိုတို့ပြန်လာနိုင်ဖို့အခွင့်အရေးနည်းပါတယ်တန်တက်တို့ရဲ့ပွဲထက်လာနိုင်တဲ့လူစင်းကိုကြည့်ရမှာပါဂိုးသမားနေရာမှာတော့အိုနန်နာဖန်ဆင်းနေရာမှာမကွာယာလန်နီယူရိုနဲ့မာဇာရာတို့ဘရိုက်ဝင်းမှာအာမန်ဒီယာလိုဖြစ်လာနိုင်ပြီးတော့လက်ဝင်းမှာတော့ဒိုကူကွင်းလယ်မှာတော့ကာလိုကက်စမီရိုဥကာဒီနဲ့ဘရူနိုဖာနန်ဒက်တို့ဖြစ်လာနိုင်ပါတယ်တိုက်စစ်မှာတော့ဂါနာချိုပိုင်လန်တို့ပွဲထွက်လာနိုင်ပါတယ်ဒီနေ့ပွဲမှာဝေကွင်းလဲကိုပြည့်အနိုင်ရထားတဲ့ယူနိုက်တက်တို့ကပဲအိမ်ကွင်းမှာတည်ရလောက်ခံပြီးဝလူပွဲတက်သွားလိမ့်မယ်လို့ခန့်မှန်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကိုကြည့်နေတဲ့ဆိုတော့ subscribe လေးနဲ့ပြီးချင်းအားပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ